မိခင်ဖြစ်သူကသူမရဲ့သားကိုဒီခောက်ဆွဲတွေကမင်းအတွက်ဒါကမင်းသမီးအတွက်လို့ပြောလိုက်တယ်။သားဖြစ်သူကစားဖို့ပြင်တဲ့အခါတခုခုကိုသတိပြုမိသွားတယ်။သူ့ရဲ့ပကံထဲမှာအသားတွေပါနေပြီးသူ့ဇနီးရဲ့ပကံကတော့ခောက်ဆွဲကြီးပဲဖြစ်နေတာပါ။သူ့စိတ်ထဲမကောင်းဖြစ်သွားပြီးဒီအခြေအနေကတခုခုတော့မမှန်ကန်ဘူးလို့သူခံစားလိုက်ရတယ်။အမေနေမကောင်းဖြစ်တဲ့အခါသူမကတညလုံးမအိပ်ပဲဘလို့ပြုစုဆောက်ရှောက်ခဲ့တယ်ဆိုတာကိုပေါ့သူတတိယသွားတယ်။အဲ့ဒီအချိန်မှာပဲသူ့ဇနီးကအခန်းထဲကနေထွက်လာခဲ့တယ်။သားဖြစ်သူကပြုံးပြီးဟေးခဏလေးနေပါဦးမနေ့ကမင်းမေအတွက်ဝယ်ပေးထားတဲ့အဝတ်စားတွေလေသူ့ကိုဝတ်ကြည့်ဖို့မကူညီပေးဘူးလားလို့ပြောလိုက်တယ်။သူ့ဇနီးကဝမ်းသာအားရသဘောတူပြီးသူ့အမေရဲ့လက်ကိုတွဲကအခန်းထဲကိုခေါ်သွားခဲ့တယ်။သူတို့ထွက်သွားတာနဲ့တပြိုင်နက်သားဖြစ်သူကပကံတွေကိုအသားအရလဲလိုက်ပြီးအသားပါတဲ့ခောက်ဆွဲပကံကိုသူ့ဇနီးရဲ့နေရာမှာထားလိုက်ကရိုးရိုးခောက်ဆွဲပကံကိုတော့သူ့အတွက်ယူလိုက်တယ်။ခဏအကြာမှာတော့သူတို့ပြန်ထွက်လာတယ်။သားဖြစ်သူကအမေကြီးရတာလှလိုက်တာဒါလေးဝတ်ထားတော့အမေကနှစ်အများကြီးပိုးနူးသွားတယ်လို့ပဲလို့ပြောလိုက်တယ်။သူ့အမေကပြုံးပြီးမိဖို့ချောင်တဲ့ကိုပြန်ဝင်သွားခဲ့တယ်။ဇနီးဖြစ်သူထိုင်လိုက်ပြီးသူမရဲ့ပကံထဲကအသားတွေကိုမြင်လိုက်ရတဲ့အခါအံ့အားသင့်ပြီးမှင်သက်သွားတယ်။အဲ့ဒီအချိန်မှာပဲသားဖြစ်သူကအမေဘာလို့ဒီလောက်တောင်ဗတ်လိုက်ရတာလဲ။ကျွန်တော်ပကံထဲမှာဘာမှတော့မရှိတလောက်ပဲလို့ပြောလိုက်တယ်။သူ့အမေကမင်းကနေတိုင်းအားရှိတာတွေစားနေရတာပဲ။ဒီနေ့နည်းနည်းလျှော့စားလိုက်လို့ဘာမှမဖြစ်ပါဘူးလို့ပြန်ဖြေတယ်။သားဖြစ်သူကလေတန်အေးလေးနဲ့ပြီးတော့သူမကလည်းအမေကိုနေတိုင်းအမေပေးမှာအမြဲရှိနေပေးတယ်။အမေအတွက်အဝတ်စားတွေတောင်ဝယ်ပေးတယ်ဒါတော့မှသူမကအမေစီကနေအတိမတ်ပြုခံရမှုပုံနေနေသေးတာပဲလားလို့ပြောလိုက်တယ်။ဒီဗီဒီယိုလေးကအကျိုးရှိရင်တခုခုပြောသွားပေးပါဦးနော်။